သူမဆိုကိုညီသည်ဖြစ်စေညီသူမဆိုမကူညီသည်ဖြစ်စေကိုသူကိုထကိုဘဝအခြေအနေကိုအားကိုမကိုသာတခင်ဖြစ်ပေဝန်တန်းရွှေလန်းပန်းတိုင်းတို့ရောက်ရှောက်နိုင်ဖို့လေလူလင်ငယ်တွေအားမမွေးရမလေရှေးတို့သာတော့တောက်ကြကျဲလာဘဝဆိုတာများနောက်မပြန်နဲ့လေအလုံးကိုသာမနာမနေတို့တဲ့အောင်ဆုချွေဇွဲလို့လာနဲ့အားစိတ်ထုံပြီးနေရှေးတို့သာတော့တောက်ကြကျဲလာဘဝဆိုတာများနောက်မပြန်